တွေကဘာလဲဆိုတာကိုဆက်လက်ပြီးတော့ပြောပြပေးသွားမယ်ဒီဒါ IPA ကိုသိတဲ့အခါမှာ power တွေသိရမယ် consonant တွေသိရမယ်ဒီ consonant တွေကဒီစကားလုံးတွေမှာဒါအများကြီးပါတယ်ပေါ့နော်ဒီ consonant တွေကဘာတွေလဲဆိုတော့ consonant စုစုပေါင်း24လုံးရှိတယ်အဲ့ဒီမှာဆိုရင်ဒီ voiceless consonants လို့ခေါ်တဲ့ဒီတန်ညင်းဘီးတန်က10လုံးရှိပါတယ် voiced consonants ဆိုတဲ့တန်ပြင်းဘီးတန်က10လုံးရှိပါတယ်နောက်ပြီးတော့ဒီ single consonants လို့ခေါ်တဲ့ဒီမိသည့်အတန်နဲ့မှသူကမနီးစပ်ပဲနဲ့သူ့ဘာသာသူဖြစ်နေတဲ့အတန်က10လုံးရှိတယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီကိုဖြစ်ပြီးတော့နားထောင်ကြည့်လိုက်အောင်ဒီမှာဆိုရင်ဒီဗီဒီယိုမှာကြတော့ဒီ consonant တွေအားလုံးကိုဒီအချုပ်သဘောနဲ့ပဲပြောပြပေးသွားမယ်နောက်ဗီဒီယိုတွေမှာကြတော့ဒီတလုံးချင်းစီရဲ့ပတ်သက်ပြီးတော့သင်ခန်းစာကိုပြောပြပေးသွားမှာဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ပထမဆုံး voiceless consonants တွေကိုအရင်နားထောင်ကြည့်ပါ voiceless ဆိုတာကဘာကိုပြောချင်တာလဲဆိုရင်တန်ညင်းပြီးတန်သူကဒီသူ့အတန်ကိုထွက်တဲ့အခါမှာလည်းပဲတုံခါမှုမရှိဘူးเนาะဒီဟာကိုတစ်ချက်နားထောင်ကြည့်ရအောင်ဟုတ်ပြီနော်နောက်တစ်လုံးဟုတ်ပြီနော်နောက်တစ်လုံးဟုတ်ပြီနောက်တစ်လုံးဒါတွေအားလုံးကဒါတန်ကြီးပြီးတန်တွေဖြစ်တော့ဒီ level တုတ်ခါမှုမပါပါဘူးသူ့ကိုထွက်တဲ့အခါမှာ level တုတ်ခါမှုမရှိပါဘူးနောက်ပြီးတော့တန်ပြင်းပြီးတန်တွေကိုဆက်လက်ပြီးတော့ကြည့်ရအောင်ဒီတန်ပြင်းပြီးတန်တွေဆိုတာကတော့ဒီ level တုတ်ခါမှုပါတယ်ဒီမှာပြထားတာကဒါဖတ်နဲ့ဘဒီမှာဆိုရင်ဒါနီးစပ်တယ်ပေါ့နော်ဒါpad consonants လို့လည်းခေါ်တယ်ဒီတန်ပြင်းနဲ့တန်ရင်းကိုနှလုံးကိုပူးတွဲပြီးတော့ဒီလေ့ကျင့်သွားမယ်ဆိုရင်ဒါတစ်လုံးကိုရလို့ရှိရင်နောက်တစ်လုံးလည်းရမယ်လို့ထည့်တယ်ပေါ့နော်ဒီမှာဆိုရင်ဒီ voiced consonants မှာကြတော့ဒါအတန်ကိုနားထောင်ကြည့်မယ်ဘဟုတ်ပြီဆိုတော့နောက်ပြီးထပ်ပြီးတော့dနောက်ပြီးတော့ j g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 နောက်ပြီးတော့ဆိုတော့ဒီဟာတွေကဒါ voiced consonant ဖြစ်လို့ဒီတန်ပြေးပြီးတန်တွေဖြစ်လို့ level တုတ်ခွမှုပါတယ်ပေါ့နော်နောက်ပြီးတော့တခြားဒီ other consonants ဒါမှမဟုတ် single consonants တို့ခေါ်တဲ့အတန်တွေကိုလည်းဆက်ပြီးတော့ဒါနားထောင်ကြည့်လိုက်ရအောင်
ဆိုတော့ဒီ consonant တွေကိုဒါသိမယ်လို့ထင်ပါတယ်ဒီ consonant တွေကိုသိပြီးတဲ့အခါဆိုရင်ဒီ RPA မှာရှိတဲ့စုစုပေါင်း49လုံးစလုံးပြီးပြီပေါ့နော်ဆိုတော့ consonant တစ်လုံးချင်းစီနဲ့ပတ်သက်ပြီးတော့အတာတွေကိုနောက်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့ပေါ်ပြပေးသွားမယ်ဆိုတော့ဒီမှာဆိုရင်ဒီ consonant စုစုပေါင်းက24လုံးရှိတယ်ဒီမှာဆိုရင် single consonant တို့ခေါ်တဲ့ဒီသီးသန့်လေးဖြစ်နေတဲ့အလုံးက10လုံးရှိပါတယ်နောက်ပြီးတော့ paired consonants တို့ခေါ်တဲ့ဒီတန်ပြေးပြီးတန်နဲ့တန်ညင်းပြီးတန်ကိုပေါင်းပြီးတော့ပြောတာပေါ့နော်ဒါက16လုံးရှိတယ်အဲ့ဒီ paired consonants မှာဆိုရင်ပြန်ပြီးတော့ခွဲလိုက်တဲ့အခါမှာတန်ညင်းပြီးတန်က10လုံးရှိတယ်ပြီးတော့တန်ပြင်းပြီးတန်က10လုံးရှိတယ်ဒါဆိုတော့စုစုပေါင်းဒီ paired consonant ဆိုတာကဒီအတန်တစ်ခုကိုဒါတူညီနေသောအတန်တစ်ခုကိုဒါလေ့ကျင့်ရတာပေါ့နော်ဒါတူအတန်တူညီတဲ့ပုံစံပါဇက်အနေထားတွေတူတယ်ကွာတာကြတော့တန်ပြင်းနဲ့တန်ညင်းကွာတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရင်အပေါ်မှာပြထားတာကဒါအနီနဲ့အမဲကိုခွဲထားတယ်လေအမဲကြတော့အမဲကြတော့တန်ညင်းပြီးတန်ဖြစ်ပြီးတော့ဒါအနီနဲ့ရေးထားတဲ့ဟာကြတော့တန်ပြင်းပြီးတန်ဖြစ်တယ်ဒီအတန်တစ်ခုကိုဒါတူညီမှုတူတယ်လို့သဘောထားပြီးတော့ဒီပါဇက်အနေထားတွေတူတယ်ဒါပေမဲ့အတန်ကကြတော့မတူဘူးပေါ့နော်ဒီမှာဆိုရင်အဲ့လိုမျိုးပေါ့ဒါအတန်တစ်ခုကိုချိတ်ပြီးတော့ဒီလိုမျိုးလေ့ကျင့်သွားလို့ရှိရင်ဒါလွယ်တယ်ပေါ့နော်အဲဆိုတော့ဒီသင်ခန်းစာကိုဒီလောက်နဲ့ပဲရန်နာပြစေနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ဆုံကြပါမယ်ဒါဒီဗီဒီယိုတွေကိုနေ့သက်တယ်ဆိုရင် channel ကို subscribe လုပ်သွားပြီးတော့နောက်သင်ခန်းစာတွေကိုစောင့်ပြီးတော့လေ့လာနိုင်ပါတယ်